ကဲရစမီအကြောင်းပြောကြပြီးဆိုရင် AC နဲ့ DC ဆိုတဲ့စကားလုံးနှလုံးကိုကြားဖို့ကြမှာပေါ့နော်ဟုတ်တယ်မလားအင်္ဂါပလက်ပေါက်ကလာတာက AC ဘက်ထရီကလာတာက DC အဲ့တော့အကြိုင်းပြင်းသိကြတယ်ဒါပေမဲ့လေအဲ့နောက်ကွယ်မှာသူတို့နှစ်ခုရဲ့တက်ကက်အစစ်အမှန်ကွာခြားချက်ကဘာများဖြစ်မလဲအဲ့ဒီမိကုန်းကိုပဲဒီနေ့ဒီရှလင်းတင်ပြမှုလေးမှာအတူတူအပြေရှာကြည့်ကြရအောင် AC နဲ့ DC ဆိုတာဘာဒီများအလောက်ကွာခြားနေလို့လဲရိုးရိုးရှင်းရှင်းအိုဘားမာတွေနဲ့တစ်ချက်လေးလာကြည့်လိုက်ကြတာပေါ့ကဲဟုတ်ပြီပထမဆုံးအနေနဲ့ DC အကြောင်းကနေစလိုက်ကြရအောင် DC ကတော့ပြောရရင်နားလဲရအလွယ်ဆုံးအခြေခံအကြဆုံးလက်ရှိကြောင်းအမျိုးအစားတစ်ခုပေါ့ DC သူ့ရဲ့အရှိကောက်ကတော့ direct current ပေါ့ဆိုလိုတာကလက်စီကြောင်းကလမ်းကြောင်းတစ်ခုတည်းကိုပဲတစ်ဆိုင်မတ်မတ်စီးနေတာမျိုးနောက်ပြန်မလဲဘူးသူ့မှာအမြဲတမ်းအပေါင်း plus နဲ့အနုတ် minus ဆိုပြီးတတ်မတ်လမ်းကြောင်းရှိတယ်ဒါကိုပို့ပြီးမြင်ရတာဝအောင်ဥမာလေးတစ်ခုနဲ့ပြောပြမယ် DC ဆိုတာကရေပိုက်တစ်ခုထဲမှာရေစီးနေတယ်လို့ပဲလို့စဉ်းစားကြည့်လိုက်ရေကရှေ့ကိုပဲတီတီငင်ငင်နဲ့စီးသွားတယ်ဟုတ်တယ်မလားနောက်ပြန်လဲမစီးဘူးရက်သွားတာလည်းမဟုတ်ဘူးတလန်တဲ့ကိုပဲညင်ညင်ညာညာလေးစီးနေတာအဲ့ဒါ DC ရဲ့သဘောတရားပဲနေစဉ်ဘွားမှာဆိုရင်လည်း DC ကိုနေတာတိုင်းမှာတွေ့နေရတာပါအခုတုံနေတဲ့ဖုန်းဘက်ထရီကားဘက်ထရီဓာတ်မီတဲ့ထဲတဲ့အေးတက်ခဲလေးတွေနောက်ပြီးဆိုလာဖျားတွေကနေထုတ်တဲ့လက်စစ်အဲ့ဒါတွေအားလုံးဟာ DC တွေချီးပါပဲကဲဒါကတော့ DC ပေါ့ DC ကြောင်းကိုတပေါ်ပေါက်ပြီဆိုတော့သူ့ရဲ့စန့်ကျင်ဘက်လို့ပြောလို့ရမယ် AC ကြောင်းကိုဆက်ပြီးလေ့လာကြည့်အောင် AC ကတော့လောက်ဆောင်မုံကလောကကိုကွဲပြားနေမှာပါ AC သူ့ရဲ့နာမည်အတိုင်းပဲ alternating currents ပါဆိုလိုတာကသူ့ရဲ့ရှက်စီကြောင်းကတနေရာထဲမှာငြိမ်မနေဘူးရှေ့ကိုစီးလိုက်နောက်ကိုဖြန့်စီးလိုက်နဲ့အယမ်းကိုမြန်တဲ့နှုံးနဲ့ဆက်မပြတ်လမ်းကြောင်းပြောင်းပြီးစီးဆင်းနေတာပါဒီပုံစံကိုမြင်အောင်ကြည့်ဖို့ဆိုရင်တစ်သားဖြတ်တဲ့လက်သုံးလွှားတစ်လက်ကိုစဉ်းစားကြည့်လိုက်ပါလွှားကတစ်သားကိုဖြတ်နိုင်ဖို့ရှေ့ကိုတွင်းတယ်နောက်ကိုပြန်ဆွဲတယ်ဒီလိုအပြန်အလန်လွှဲရတယ်လေအဲ့ဒီလိုပါပဲ AC လက်စီကြောင်းကလည်းရှင်းတဲ့နောက်ကိုတရဆက်ရွေးလာပြီးစွိုင်းကြီးကိုပို့ဆော်ပေးနေတာပါအဲ့ဒီလိုလမ်းကြောင်းပြောင်းတာဘယ်လောက်တောင်မြန်လဲတွေ့လားမြန်မာနိုင်ငံလိုနေရာဒေသအတော်များများမှာဆိုရင်လေမျက်စိသမိတ်အတွင်းမိနစ်တစ်စက္ကန့်အတွင်းမှာကိုအချိန်90အထိလမ်းကြောင်းပြောင်းနေလားအချိန်90နော်အဲ့ဒါကိုပဲ50 Hz လို့ခေါ်ကြတာပေါ့တကယ်ကိုမယုံနိုင်လို့ဆရာအမြန်နှုံးပဲအိမ်နေမှာတုံးနေတဲ့ပလက်ပေါက်ကထက်လာတဲ့မီအဲ့ဒါ AC ပါပဲအေကွန်နေရေခဲထစ်တာတွေလိုမျိုးမီယာအများကြီးလိုတဲ့ပစ္စည်းကြီးတွေကိုမောင်းနေဖို့တော့တားလိုင်းတွေကနေတဆင့်တနင်္ဂနွေလုံးကမြို့တွေရွာတွေစီကိုရှက်စစ်မီတွေပုတ်လို့ဖို့အတွက်ရော AC ကိုပဲအတိကသုံးကြတာပါဟုတ်ပြီဒီနေရာမှာစဉ်းစားစရာတစ်ခုပေါ်လာပြီဘာဖြစ်လို့ဒီလိုမတူတဲ့စနစ်နှမျိုးလုံးကိုလိုအပ်နေရလဲဒီမျိုးတွေနဲ့ပဲသုံးလို့မရဘူးလားသူတို့တခုချင်းစင်ကဘူးလို့အာသာချက်ရှိနေလို့လဲကဲစက်ကြည့်လိုက်ကြရအောင်ကဲဒီဆရာကွက်လေးကအရာအလုံးကိုရှင်းသွားစေမှာပါပထမဆုံး flow စီးဆင်းပုံကိုကြည့်အောင် AC ကရှင်းနေတော့အပြပြလမ်းစီးတယ် DC ကတော့လမ်းကြောင်းတစ်ခုတည်းကိုပဲတန်းမမှန်စီးတယ်ဒါကတော့တိပိသားအခြေခံကွာခြားချက်ပေါ့ဒါမဲ့အရေးကြီးဆုံးအချက်က transmission ပို့ဆောင်မှုပိုင်းမှာပါ AC ရဲ့အကြီးမားဆုံးအားသာချက်က for အားကိုအတင်းချလွန်ရတာရမ်းလွယ်တာပဲဒီတော့ဒါအပေးဆက်ုံကြီးတဲ့ကနေ for အားမြင့်ကြီးကိုပြောင်းပြီးဒါဆုံးရှုံးမှုနည်းနိုင်တယ်များနည်းအောင်နဲ့အဝေးကြီးကိုပို့လို့နိုင်တယ်ဒါကတကယ် game changer ပဲအဲဒါကြောင့်ဒါ line တွေကတစ်ဆက်မျိုးစီကို AC နဲ့ပို့ကြတာ DC ကကြတော့အဲ့လိုအဝေးကြီးပို့ဖို့ကြိုးစားရင်လမ်းမနဲ့ဒါဆုံးရှုံးမှုကရမ်းများသွားရောနောက်ဆုံး primary use အဓိကအသုံးပြုမှုမှာတော့ရှင်းသွားပါပြီသူတို့ရဲ့အားသာချက်တွေ promote ပြီးအသုံးတွေကကွဲသွားတာပေါ့ AC ကဒါ line တွေနဲ့မြထုံးတဲ့ PC ကြီးတွေအတွက် DC ကတော့ battery တွေပြီးတော့ phone တို့ laptop တို့လို sensitive ဖြစ်တဲ့ electronic ပစ္စည်းလေးတွေအတွက်မရှိမဖြစ်ထည့်လာတာပေါ့ဒါကြောင့်အနစ်ချုပ်အနေနဲ့ပြောရရင် AC နဲ့ DC ဆိုတာပြိုင်ဘက်တွေမဟုတ်ပါဘူးသူတို့ကမတူညီတဲ့အလုပ်တွေအတွက်မရှိမဖြစ်လို့အပ်တဲ့မတူညီတဲ့ tool တွေကိရိယာတွေလိုပါပဲတစ်ခုကိုတစ်ခုအပြန်အလှန်အားဖြစ်ပေးနေတဲ့ look for ကိုင်ဖက်တွေလိုတောင်ပြောလို့ရပါတယ်အဓိကမှတ်ထားရမယ့်အချက်ကတော့ရှင်းရှင်းလေးပါပဲ AC ကဓာတ်အားကိုအဝေးကိုပို့ဖို့အတွက်ပါဓာတ်အားပေးစက်ရုံကနေအင်နေစီရောက်ပို့တာပေါ့ DC ကတော့အဲ့ဒီရောက်လာတဲ့ဓာတ်အားကိုဒီနေရာမှာသုံးဖို့အတွက်ပါဘက်ထရီထဲမှာသုံးလုံးတာမျိုးဖုန်းတို့ကွန်ပျူတာတို့လိုပစ္စည်းလေးတွေတီနေငင်အလုံးလုံးနိုင်အောင်ထိန်းပေးတာမျိုးပေါ့တကယ်တော့လေဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ခင်မီကဘာကြီးတစ်ခုလုံးဟာဒီစနစ်တစ်ခုလုံးလက်တွက်လေးလုံးနေလို့သာလက်ပတ်နေနိုင်တာပါတစ်ချက်လောက်စဉ်းစားကြည့်ပါလားတကယ်လို့များ AC တောင်းမို့ DC တမျိုးတည်းပဲရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝပုံစံကဘယ်လိုများဖြစ်နေမလဲ